low self esteem ဆိုရင်မိမိကိုယ်ကိုလေးစားတမိုးထားမှုနဲ့သူတွေမှာတွေးထားရှိတာကြောင့်ကိုယ့်ကိုယ်ယုံကြည်ချက်မရှိဘူးတို့ကိုဆိုရင်ဘာမှမလုပ်ရသေးဘူးကြာရှုံးရမှာကြောက်တယ်ကိုယ်ကိုသူများတွေကပြစ်ပယ်သွားမှာကြောက်တယ်ပြီးတော့ကိုယ့်ကိုယ်ကတော့သူများနဲ့ရှင်ရင်တိမ်ငယ်သွားတယ်သူသူများနဲ့တော်လိုက်တာလို့ချီးမွမ်းနေဆိုရင်လည်းမခံဘူးပေါ့နော်ငါမတော်သေးဘူးပေါ့နော်ကိုယ်ကိုယုံကြည်ချက်မရှိဘူးပြီးတော့ကိုယ်အခွင့်အရေးလာပေးလာပြီးဒီအလုပ်တဲ့အခွင့်အရေးပေးလာပြီးဆိုရင်ကိုယ်ကိုမတော်ဘူးဆိုတဲ့ခံယူချက်နဲ့ပေါ့နော်လွတ်လွတ်လိုက်ရရပေါ့နော်အဲ့လိုကိုယ်ကိုယုံကြည်ချက်မရှိဘူးဟိုဟာကိုယ်ကိုလေးစားတမိုးထားမှုမရှိရပေါ့နော်ရောနေတဲ့သူတွေ self esteem ရောနေတဲ့သူတွေအတွက်မိမိကိုရဲ့ self esteem ကိုတက်လာစေဖို့အတွက်ခင်ရတဲ့ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ appreciation ခေါ်တော့ခင်လို့ခေါ်ရပေါ့နော် appreciation နဲ့ခင်ဆိုတာကြောင့်ကိုယ်ကို appreciate လုပ်တဲ့အရာလေးတွေကိုပေါ့နော်ဒီနေ့ချရေးတာပေါ့နော်ဥပမာငါးပါးကိုတနည်းကိုအလုပ်ပြီးသွားတဲ့အချိန်ငားတဲ့အချိန်မှာအချိန်လေးပေးပြီးပေါ့နော်ကိုဒီနေ့အတွက်ကိုကို appreciate လုပ်တဲ့အရာ10ခုပေါ့နော်ဒီနေ့ကြုံတွေ့ရတဲ့အရာတွေမှာကိုကို appreciate လုပ်တဲ့အရာ10ခုကိုချရေးပေါ့နော်နောက်တစ်နေ့လည်းအဲ့လိုအရင်လေးကဟာလည်းမပူဟာချရေးပေါ့နော်အဲ့လိုချရေးချင်တာကိုကိုတမိုးထားဖို့ပို့ပြီးတော့တက်လာမယ်ကိုမမြင်တဲ့အရာတွေကိုမြင်လာမယ်ပေါ့နော်ကို appreciate လုပ်တဲ့အရာတွေမြင်လာမယ်အဲ့ဒါလေးလုပ်ကြည့်ကြပါ